separate ဖြစ်နေတဲ့လူတွေပေါ့နော်သူဘယ်တော့ပြန်လာမလဲကြည့်အောင်ပိုင်ရွေးရအောင်နော်ပိုင်လေးရွေးလိုက်ပိုင်ကတော့နှစ်ခုပဲရွေးမှာ1ရယ်2ရယ်နှစ်ခုပဲရွေးမယ်နော်1ရယ်2ရယ်1ရယ်2ရယ်တေချာရွေးနော် pause လုပ်ပြီးတေချာရွေးလိုက်ပြီးရင်1ရင်ဟော်ရအောင်ဒါလေးခဏဖယ်ထားအောင်1ရင်ဟောမယ်သူဘယ်တော့ပြန်လာမှာလဲတဲ့သူကလေစိတ်ဆိုးစိတ်ကောက်ထားတဲ့လူတွေပြတ်သွားတဲ့ X တွေရော crush တွေရောအကုန်ပါတယ်เนาะအိမ်အောင်ကြီးရောအကုန်ပါတယ်သူကဘယ်လိုလဲဆိုတော့ကိုတယောက်တည်းကိုပဲချစ်နေသေးတယ်ဒါပေမဲ့ကိုကိုနည်းနည်းအစိုးမြင်နေတာပေါ့အစိုးမြင်နေခွင့်မလွတ်နိုင်တဲ့ဟာစိတ်ဆိုးနေသေးတာစိတ်မကြည်လင်သေးတာအဆက်အသွယ်ပြန်ရမယ်ကိုလေအဲ့လိုချစ်တဲ့စိတ်တွေရောသူ့မှာလေချစ်တဲ့စိတ်တွေရောပြီးတော့နောက်တစ်ခုကိုကိုမကျေနပ်တာတွေရောချက်လိုက်စိတ်ဆိုးလိုက်ချက်လိုက်စိတ်ဆိုးလိုက်သူကသူဝေခွဲမြဖြစ်နေတာပေါ့နော်။တနည်းအတွင်းပြန်လာဖို့ရှိတယ်ဆိုတော့ဆက်တယ်ကပြတ်သွားတာနှစ်ပတ်ကြော်ပြီဆိုရင်ဒီတစ်ပတ်ထက်ဆက်တယ်ရလိမ့်မယ်။နှစ်ပတ်ကြော်သွားပြီဆိုရင်ဒီတစ်ပတ်ထက်ဆက်တယ်ရလိမ့်မယ်။ပြီးရခါကျတော့ကောင်းမွန်ပြန်လာမှာလားဆိုတော့ကောင်းမွန်ပြန်လာမှာသူတတိရတဲ့လွမ်းချောင်းကြည့်ရတာလေဟိုလို movie ဆက်တာတို့ movie ဆက်တာတို့သူဘယ်လိုပြောမလဲမတိလိုက်ပါဘူးသူဆက်တာစာပို့တာသူမတိလိုက်ပါဘူးတဲ့အဲ့လိုမျိုးအယူတိုင်းနဲ့မျိုးပြန်လာမှာပေါ့နော်တပ်ပါတီဝင်တယ်လို့ထင်ပြီးတော့ပြဿနာတက်ကြတာတကယ်တမ်းတပ်ပါတီဝင်တာမဟုတ်ဘူးအထင်လွဲတဲ့ကိစ္စပေါ့နော်သူတို့ဘာမှလည်းမဖြစ်ခဲ့ဘူးကိုကိုဝင်တယ်လို့မြင်ခဲ့တယ်ကိုလည်းဘာမှဖြစ်ခဲ့တာမဟုတ်ဘူးမရွဲကြနဲ့ပေါ့နော်အဲ့အချိန်လေးမျိုးရှိရပြန်ဆင်ပြေမှာဒီ group ကလေပြန်ဆင်ပြေဖို့ရှိရတယောက်ကိုတယောက်လည်းစောင့်ဆိုင်နေချစ်တယ်အခုနားထောင်တဲ့လူက main ကလေးဆိုရင်သူပြန်လာမယ်ပေါ့နော်တစ်ဖက်လူကပြန်လာမယ်အခုနားထောင်တဲ့ယောက်ျားလေးဆိုရင်တော့ပြန်ပြီးတော့ကိုယ်စကားသွားပြောရင်အဆင်ပြေတယ်တပ်ပါတီဝင်နေရလည်းမရှိဘူးဆက်ဆက်ရအဆင်ပြေရနော်အဲ့ဒါလေးရှိရရေရှည်သွားလို့ရတယ်ပြီးတော့သွားဖို့လည်းမြင်တယ်ပေါ့နော်ဒီ group ကကြတော့ဒါ group 1 group 2လေးကြည့်အောင်ဒါ group 2 group 2ကလည်းချစ်တယ်ဒါပေမဲ့လေနည်းနည်းလေးတစ်ဖက်ကပြောရမလားကိုကပြောရမလားမသိနည်းနည်းပလီးတဲ့ပုံစံမျိုးပေါ့နော်ချစ်လားဆိုချစ်တယ်ဒါပေမဲ့မရှိလဲရတယ်ပြန်လာရင်လည်းလက်ခံမယ်ပြန်မလာလဲရတယ်အဲ့လိုပုံစံပေါ့နော်အဲ့လိုပုံစံဆိုဘာဆက်ဖြစ်ဖို့ရှိဟုတ်တယ်နှစ်ယောက်စလုံးကလေရှိလဲ okay တယ်မရှိလဲ okay တွေ့ရင်လည်းချစ်လိုက်မယ်မတွေ့တော့လဲအင်းတော့လွမ်းပါတယ်တတိရပါတယ်ရပါတယ်ဘလို့ပဲသူပြောရင်ပြီးတာပဲဆိုပြီးတော့ဟန်လုံနေတာဒါပေမဲ့တကယ်တမ်းကျတော့ပြန်တော့လိုချင်တယ်ဟန်လုံတယ်ပြန်တော့လိုချင်တယ်မရှိလဲရမာနကြီးရပါတော့ပြန်ပြီးတော့ကိုဘက်ကတော့စာမချောနိုင်ဘူးသူ့ဘက်ကတော့စာချော့သူ့ဘက်ကစာချော့ရင်တော့ကိုကအများကြီးချစ်ပေးမယ်တွေ့တဲ့ချိန်ချစ်ပေးမယ်မတွေ့တော့လဲဒီတိုင်းပဲနေမယ်မာနကြီးရပေါ့နော်ဟုတ်တယ်နှစ်ယောက်စလုံးကနေမာနအရန်ကြီးရတဲ့ထဲမှာပါတယ်ချစ်လားဆိုချစ်တယ်ပေါ့နော်ညနေပါလေတူတူကဲဘူးပြီးသားသွားဘူးပြီးသားရှောက်လဲဘူးပြီးသားအဲ့လိုပေါ့နော်ဘယ်လိုပြောမလဲ situation shift ထပ်ပို့တယ်အခုဟောတာ X ကော crush ကော situation shift အကုန်လုံးပါတယ်နော်စိတ်ဆိုးစိတ်ကဖြစ်နေရတယ်ပြန်လာဖို့ရှိလားဆိုတော့ဆက်တယ်ပြန်ရမယ်ပြန်ပြီးတော့လည်း connection အရင်ထပ်ပြန်မိမယ်ဒါပေမဲ့လေအချစ်ကနှစ်ဖက်လုံးကအချစ်တရားရှိသေးတယ်ချစ်တယ်ရှိသေးတယ်ဆိုတော့ဘယ်လိုပြောမလဲသူတယောက်တည်းမဟုတ်ဘူးသူကလည်းကိုတယောက်တည်းမဟုတ်ဘူးအဲ့ဒါကိုလည်းနှစ်ယောက်စလုံးသိတယ်နှစ်ယောက်သားပေါ့ဟိုလိုလေညှိနိုင်ပြီးတော့မှတွဲမယ်ဆိုရပုံစံမျိုးညှိနိုင်နဲ့ရှေ့ဆက်သွားမယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရချစ်လားဆိုချစ်တယ်သဘောကျတယ်အခုပိုင်1ရော2ရောကလေဒီကက်လေးဆိုချစ်စရာလေးကြည့်ပိုင်1ရော2ရောကလေတယောက်ကိုတယောက်ချစ်တယ်ပြန်လာရင်လက်ခံမှာအဲ့လိုမူနေရတော့ဘာလို့မရှိဘူးပုံမှန်နေပြောအကုန်လုံးလို့ရတယ်ဆိုရပုံစံမျိုးပေါ့နော်အခုခက်လာတော့မသိဘူးရနန်းတော့မပြောတတ်ဘူးပေါ့ရနန်းကတော့အဲ့လိုမျိုးမခံစားဘူးတော့ကိုတော့တော်တော်သဘောကျတယ်ချစ်တဲ့ထဲမှာပါတယ်ကိုနဲ့အတူတူရှိနေရလဲကျေနပ်တယ်စကားပြောနေရရောကျေနပ်တယ်ပြီးအိမ်မက်တွေအကြောင်းတွေပြောရပေါ့နော်အိမ်မက်အကြောင်းဆိုဘယ်လိုလေးလုပ်မယ်နောက်ဘယ်နှစ်ဆိုဘယ်လိုလုပ်မယ်အဲ့လိုမျိုးစကားတွေကလွန်ပြီးသွားပြီပြောပြီးသွားပြီအဲ့လိုပုံစံမျိုးတွေ့တယ်ရေရှည်ဆက်သွားလို့ရမလားရေရှည်လည်းသွားလို့ရတယ်တခုရှိရနှစ်ယောက်ကလေဒီတယောက်ပြန်လာရင်တော့အတီတွဲမှာ
ဒီတယောက်ပြန်လာရင်တော့တီတွဲမှာတခြားလူဆိုရင်တော့ဒါမဲ့ထိုင်ပြီးတော့ငြိမ်ငြိမ်လေးစောင့်နေမှာမဟုတ်ဘူးပေါ့နော်တခြားလူနဲ့စကားပြော situationship တွေလုပ်ပြီးတော့မှစောင့်မယ်ပေါ့ဟိုဘက်ပြန်လာရင်တော့တွဲမယ်ကျန်တဲ့ဟာတွေအကုန်ဖြတ်မယ်အဲ့လိုပုံစံမျိုးတွေ့တယ်နည်းနည်းတော့ social ဆန်နေပေါ့နော်ခစ်ပေါ့ခစ်တကခစ်တင်မိလိုက်တာနော်ကောင်းတယ်အဲ့လိုပဲနေအသေးကွဲနေရတဲ့ဆိုင်ဒီလိုမျိုးပဲသွားလိုက်တော့နားအေးတာပေါ့နော်ဒီနေ့တော့ဒီလောက်ပါပဲရှင်သူပြန်လာမှာလားဆိုတဲ့ခေါင်းစဉ်အောင်မှာပိုင်လေးရွေးပြီးတော့ကြည့်လိုက်ကြတော့နော်ကျေးဇူးပါတတာ